န်းထုံးကတင်ထုံးနဲ့ညီကိုလားလို့ ဒီဆိုင်ဦးတင်ထုံးကမမြမေရမွေးတာ မမြမေရဘာဆိုင်လို့တော့မမြမေရကိုသားရင်းနဲ့ကသူကမောင်နှမလी ဟိုမမြမေသမီးတပည့်အသင်းတို့ကိုစမ်းမောင်တို့သိရမလား ကိုစမ်းမောင်တို့စပယ်တင်းတို့ အဲ့ဒါကိုစမ်းမောင်ကနောက်အိမ်တော်ပြုတ်သွားတော့ ကိုစမ်းမောင်နောက်အိမ်တော်ပြုသွားတော့ ဟုတ်ကဲ့တပည့်အသင်းကသမီးလေ စပယ်တင်းနဲ့ဘာဆိုင်လို့တော့ခင်ဗျာစပယ်တင်းနဲ့မတ်ကြီးဝင်းနဲ့ညီအမအရင်နေ မကြည့်ဝင်ကကိုမြတ်စောညမပါဗျာ ဆိုင်လို့ကိုမြတ်စောတော့မြတ်စောရဲ့လှတောင်းရဲ့ဟန်ဝင်းရဲ့တင်ဝင်းရဲ့ဆိုတာသူကညီအကိုတေခင်ဗျာ လက်သိရမလားဟိုမှာ ဟာ ဟိုယောဂဖြစ်နေတဲ့ခွေးလေးသိတယ်မလား ကိုယောဂဖြစ်နေခွေးလေးလား ဟဲ့ ခွေးလေးနဲ့မောင်လုံးနဲ့ဟွာအဲ့ဒါဒီတဲ့တညာနဲ့တွေဒါဟုတ်လိုက်စားတော့ဒီယောဂဖြစ်မှာပေါ့ခွေးလေးတို့မောင်လုံးတို့ဆိုတာကခင်ဗျာ ခိုင်မဟုတ်ရာခင်ဗျာလေအုံးမောင်တို့ကြောင်ဝင်းတို့မသိဘူးလား အုံမောင်နဲ့ကြောင်ဝင်းသိတာပေါ့အမတန်ပတ်စံချီးရဲ့အကောင်ကြီးသိတာပေါ့အုံမောင် ဒီမှာနှိုက်ရင်မြတ်တင်ရင်ညီမရင် အေးတင်ရဲ့ဖိုးခွေရဲ့ဖိုးအေးရဲ့အဲ့ဒါသူကတူကြီးလေ မဆိုင်ဘူးလေလင်းတွင်ဦးကဟိုကောင်ကိုမွေးတာဖိုးထူးကိုမွေးတာ ဖိုးတူကဘာဆိုင်လို့တော့ဖိုးတူကမဆိုင်ဘူးဖိုးတူကခင်ဗျာလေစူဒီမန်နေဂျာတောက်တော့မရခိုင်းနဲ့ကောင် ခင်ဗျာနဲ့ ရပြီရသိတယ်အမလေးဒီနေရာကြီးโอเคရပြီဆက်ထုံးမယ် ဟိုဆရာလင်းတော့မတိုးပါနဲ့ဆရာ ဘာဖြစ်လို့ ကျွန်တော်ဆေးတော့အမြင်ကြောက်တယ်လို့ ဆေးထူအမြင်ကြောက်ကြလား ဟုတ်ကဲ့မေးသေးလေးပေးပါဆရာ မေးစေးမပူပါနဲ့မေးစေးမပူနဲ့ရ ဟုတ်ကဲ့မေးသေးလေးလုပ်ပေးပါဆရာကဲမေးသေးလေးဆရာ